ဘုရားရှိခိုးရမှလည်းပြင်းတယ်ဘုရားလည်းတနေ့မှမရှိခိုးမိဘူးဥပုသ်သီလဆိုဝေး၅ပါးသီလလည်းချိုးဖောက်တယ်ဆိုရင်ဒါကိုယ့်ကိုပျက်စီးနေပြီလို့မှတ်သားဖို့တော့တနေ့တန်ကုန်သွားရောကုသိုလ်ကောင်းမှုတွေမှာစိတ်ကိုလုံးဝမရောက်ဖက်နဲ့ဒါမကုန်အာယုစိတ်တွေစာဝနေရေးနေ့စဉ်ဘဝရုန်းကန်နေရတဲ့အထက်မှာပဲအချိန်ဖြုံးပြီးတော့နေတယ်ဆိုလို့ရှိရင်ငါမှကောင်းတဲ့စိတ်တွေပျက်စီးနေပါလားဆိုတာဆင်ញင်သုံးသပ်တွေးတော့ရသော်ဗျာတတိပေးတာကိုရဲ့ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲဆင်ញင်သုံးသပ်ပေးရမယ်နောက်တစ်ခုကြတော့ကိုနဲ့ကိုပတ်ဝန်းကျင်ဆိုတာဆက်ဆက်ပြီးတော့နေတခြားပုဂ္ဂိုလ်တွေကိုလည်းကြည့်လိုက်တခြားပုဂ္ဂိုလ်တွေရဲ့ကိုနဲ့အနီးမှာပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားပျက်စီးဆုံးရှုံးနေမှုကိုလည်းဆင်ញင်သုံးသပ်ကြည့်ရဘယ်ပုဂ္ဂိုလ်အဖြစ်ဝိဇ္ဇင်သီလတွေပြက်ပြားတယ်မကောင်းမှုဒုစရိုက်တွေလုပ်တယ်မူရည်စေဝါတွေသုံးတယ်ရက်သေးစားတောက်စားတယ်ခိုးဆိုးလူရိုက်တက်ခိုင်နေတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ဘယ်လိုဖြစ်သွားသလဲဆိုတာတွေကိုသူတစ်ပါးရဲ့ပျက်စီးဆုံးရှုံးမှုဆိုတာကိုလည်းဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်မိမိရဲ့ပျက်စီးမှုကိုဆင်ញင်သုံးသပ်တယ်လို့တစ်ဖက်သားတွေရဲ့ပျက်စီးမှုတွေကိုလည်းဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဓမ္မသာလည်းအခြေအနေမှန်ကိုသိပါဒါဟာနေ့စဉ်ကိုယ့်အတွက်